လုံးလေးပိတ်ပြီးကိုယ့်ရဲ့လက်ရှိနေရာမှာထိုင်နေပေးပါကိုယ့်အတွက်တက်တောင့်တက်တာဖြစ်မဲ့နေရာကိုယ့်အတွက်လုံလုံခြုံခြုံဖြစ်မဲ့နေရာမှာထိုင်ပေးပါဒီချိန်မှာဘာမှမတွေးတော့ဘူးဒီချိန်မှာနှောက်ယှက်မဲ့လို့လည်းတရားမှမရှိတော့ဘူးအဲ့လိုနဲ့ဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်လုပ်ပေးပါရှူမယ်ပါးစပ်ကလေးကိုမှုတ်ထုတ်မယ်ရှူလိုက်ပါအောင်ဒီလေးကိုရအောင်ရှုမယ်။ပိုက်ထဲအနေနဲ့ကိုမုတ်ထုတ်မယ်။အဲ့လိုပဲလေးကိုရအောင်ရှုမယ်။ပိုက်ထဲအနေထုတ်မယ်။ဖြည်းဖြည်းချင်းကိုယ့်ရဲ့မိညောင်ရိုးနားမှာရှိတဲ့အရာလေးကိုအနီရောင်အလင်းတန်းအဖြစ်ခံစားကြည့်။ရတယ်လို့ပဲပုံဖော်ပြီးဖြည်းဖြည်းချင်းအနီရောင်ထိကိုလေးရအောင်ရှုမယ်။ထုံးမယ်ဒီပေရဲ့အနီရောင်နဲ့နေကိုတစ်ခေါက်ပြန်ရှုပါအောင်အနီရောင်ဆိုတာကစေကုံရဲ့အပေါ်ဒီမိညောင်ရိုးနဲ့အတက်မှာအနီရောင်လေးကိုပုံဖော်ကြည့်ဇာကနေလေးကိုမှုတ်ထုတ်ပါတစ်ခါပြန်ရှုပါအောင်ရဲ့နလက်မအောက်မှာဒီမယောင်လင်းနှန်းလေးကိုပုံပေါ်ပြီးခံစားကြည့်ပုံပေါ်ပြီးလေးကိုအဲ့ဒီနေရာအထိရောက်အောင်ရှုမယ်ပါးစပ်ကဒီမယောင်လင်းနှန်းလေးကိုပုံပေါ်ပြီးတော့ချစ်ရဲ့နလက်မအောက်ကျောက်ကနာမှာဖြည်းဖြည်းချင်းလေးကိုရောက်အောင်ရှုပြန်ရှုပါအောင်ပြီးရင်ရင်ကောင်းနားမှာဆုပ်ရဲ့အောက်မှာဒီကိုရောက်အောင်ရှုဝါရောင်နည်းနည်းလေးပုံဖော်ပြီးခံစားကြည့်အဲ့နေရာကိုလေရှုမယ်အဲ့ဒီနေရာလေးလေးကိုပုတ်ထုတ်ဝါရောင်နည်းနည်းလေးကိုလေရှုပါအောင်ရှုမယ်အသေးရဲ့အဆုပ်ရဲ့တဒန်းနဲ့ရှိတဲ့နေရာစိတ်ရောင်လေးနှမ်းလေးကိုပုံဖော်ပြီးခံစားကြည့်ကဲရှုမယ်